နေ့လေကနေဘူးရှင်ပြင်းထန်တဲ့အချိန်မှာရွှေယုံလေးဟာတောအုပ်အပင်ဘက်ကစိုက်ခင်းလေးတစ်ခုနားကိုရောက်ရှိလာပါတယ်။အဲ့ဒီမှာဦးလေးကြီးတယောက်ဟာသူ့ရဲ့စိုက်ခင်းထဲမှာရေလောင်းဖို့အတွက်ရေလွင်းစီကိုတွားနေတာကိုတွေ့ရပါတယ်။ဒါပေမဲ့ဦးလေးကြီးဟာအသက်ကြီးပြီးမျက်စိတိတ်မကောင်းတော့တာကြောင့်မျက်ပင်တွေကြားထဲမှာသူကြိုင်လာတဲ့ရေပုံးကိုချထားမိတာကနေပြန်ရှာမတွေ့ထစ်နေပါတယ်။ဦးလေးကြီးဟာဟိုရှာဒီရှာနဲ့အတော်လေးကိုစိတ်ညစ်နေရှာပါတယ်။ရွှေယုံလေးဟာအနားကိုတိတ်တဆိတ်ချင်းကပ်သွားပြီးဦးလေးကြီးဘာကိုရှာနေသလဲဆိုတာကိုအကဲခတ်ကြည့်ပါတယ်။ရွှေယုံလေးရဲ့ထက်မြက်တဲ့မျက်လုံးလေးတွေနဲ့လိုက်လံရှာဖွေလိုက်တဲ့အခါမှာတော့တစ်ပင်ရိပ်တစ်ခုအောက်ကမျက်ပင်ရှည်ကြီးတွေကြားထဲမှာပုံနေတဲ့တန်ရီပုံလေးကိုတွေ့လိုက်ရပါတယ်။ရွှေယုံလေးဟာအဲ့ဒီနေရာကိုအပြေးသွားပြီးကုတ်ကုတ်နဲ့အတန်ပေးလိုက်ပါတယ်။ဦးလေးကြီးကရွှေယုံလေးရဲ့အတန်ကြားရာကိုလှမ်းကြည့်လိုက်တဲ့အခါမှာတော့သူပြောက်နေတဲ့ရေပုံလေးကိုပြန်တွေ့သွားပါတော့တယ်။ဦးလေးကြီးဟာဝမ်းသာအားရနဲ့ရေပုံးကိုကောက်ကင်ပြီးရွှေယုံလေးကိုကျေးဇူးတင်တဲ့အနေနဲ့ခေါင်းလေးကိုအသားအရာဖွတ်တက်ပေးခဲ့ပါတယ်။ရွှေယုံလေးဟာလူသားတွေရဲ့ချစ်ခင်ချင်နာမှုကိုခံစားရတဲ့အတွက်စိတ်ထဲမှာအယမ်းကိုကြည်နူးသွားပါတယ်။အဲ့ဒီနောက်ရွှေယုံလေးဟာဦးလေးကြီးရေတွင်းစီကိုဘေးကင်းကင်းနဲ့သွားနိုင်အောင်လမ်းကြောင်းတစ်လျှောက်မှာရှိတဲ့စူးပင်လေးတွေနဲ့ခဲလုံးလေးတွေကိုဖယ်ရှားပေးခဲ့ပါတယ်။ဦးလေးကြီးဟာရွှေယုံလေးရဲ့အသိဉာဏ်မြင်မာပုံကိုကြည့်ပြီးအံ့ဩချီးကျူးလို့မဆုံးထက်နေပါတယ်။ရွှေယုံလေးဟာဦးလေးကြီးအလုပ်တွေပြီးစီးသွားတဲ့အထိဆောင်ဆိုင်ပေးပြီးမှတောထဲကိုပြန်လှည့်ခဲ့ပါတယ်။ဒီလိုနဲ့ရွှေယုံလေးရဲ့တက်ကြီးရမြောက်ကူးညီမှုလေးဟာလည်းအောင်မြင်စွာပြီးမြောက်သွားခဲ့ပြီးတောအုပ်ကြီးထဲမှာရွှေယုံလေးရဲ့တည်င်းဟာပုံမိုပြန့်နှံ့သွားပါတော့တယ်။